တကယ်လာတက်လိုက်တဲ့အချိန်မှာကျတော့ဆရာပြောတဲ့အရာတွေကကျမတို့လိုအပ်ချက်တွေအများကြီးတွေ့ရတယ်ပေါ့နော်အားလုံးပဲမင်္ဂလာပါရှင်ကျမနာမည်ကမစောပြေပါ SCM Training Company မှာကျမ distributor အနေနဲ့10နှစ်လောက်ရှိပါပြီအတော်အသင့်လည်းအောင်မြင်ပါတယ်ကုမ္ပဏီကပွဲတွေမှာဆိုလဲကျမတို့ကဦးစီးဦးဆောင်လုပ်ရတဲ့လူတွေပါမန်လေးမှာဆိုရင်တော့ကျမတို့ပါတယ်ပေါ့နော်ကျမကျတော့လုပ်ငန်းအသစ်တစ်ခုကိုကျမစဖို့အတွက်စမ်းနေတာကြာပြီလုပ်ချင်နေတာကြာပြီကျမ spa ဆိုင်ဖွင့်မှာပေါ့နော်ရန်ကုန်မြောက်ဒဂုံမှာဖွင့်မှာပါအဲ့အတွက်အားယူနေတဲ့အချိန်မှာပေါ့နော်ဆရာရဲ့သင်တန်းလေးကို breakthrough ကနေကျမ Facebook ကနေတွေးလိုက်တာပါ17 73ဆိုတော့ဒီနေ့73မှာကျမတကယ်တမ်း beginner သွားရမှာပါကျမစဉ်းစားတယ်ပေါ့17 စနစ်2ရက်ရရင်တော့မစိုးဘူးပေါ့နော်ဘာပဲဖြစ်ဖြစ်ဆိုပြီးတော့ကျမ join လိုက်တယ်ပေါ့နော်ကျမ9ရက်နေကနဲ့အပ်ထားတာပေါ့နော်သင်တန်းအဲ့တော့ join လိုက်တယ်အဲ့ချိန်မှာကျမရဲ့တငယ်ချင်းတယောက်ပေါ့နော်ကိုလိုက်မျိုးဝန်းရနေပြီးတော့ကျမကိုလှမ်းပြီးတော့သတိပေးတယ်ပေါ့နော်အမဒီသင်တန်းရှိတယ်မ join ဘူးလားပေါ့အဲ့ဒါနဲ့ကျမ join ထားပြီးပြီပေါ့နော်ပတ်စံပေးထားပြီးပြီပေါ့အဲ့နဲ့ तू ကလည်းဝမ်းသာတယ်ပေါ့အဆင်ပြေအောင်မြင်လိမ့်မယ်ပေါ့အဲ့တော့ကျမကအဲ့တုန်းကတော့အဲ့လောက်ထိစိတ်ထဲမှာတော့အရန်ကြီးပေါ့နော်ဟိုကမဖြစ်ဘူးပေါ့တင်တန်းတွေလည်းအရင်ကတက်ဘူးလားဆိုတော့တကယ်လာတက်လိုက်တဲ့အချိန်မှာကျတော့ဆရာပြောတဲ့အရာတွေကကျမတို့လိုအပ်ချက်တွေအများကြီးတွေ့ရတယ်ပေါ့နော်တိတယ်လို့နဲ့မတိတဲ့ဟာတွေလည်းအများကြီးပေါ့နော်အဲ့လည်းတွေ့ရတယ်ပြီးတော့ကျမလုပ်ငန်းသစ်စမှာဖြစ်တဲ့အတွက်ကြောင့်မို့new version နဲ့ကိုသွားချင်နေတာဖြစ်တဲ့အတွက်ဒီမှာအသစ်တစ်ဖန်ပြန်လဲမွေးဖွားတယ်လို့ဟိုခန်းစားလိုက်ရတယ်ပေါ့နော်အဲ့အတွက်ဆရာကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ဟုတ်နောက်တဲ့တင်တန်းတွေလည်းကျမတက်ဖို့အစီအစဉ်ရှိပါတယ်ဒါပေမဲ့ကျမဖက်ကန်သွားမှာဖြစ်တဲ့အတွက်ဘက်ပေါ့နော်ပြန်ဖို့မပြန်ဖို့ဆိုတဲ့ရက်တွေကချိန်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျမတင်တန်းတော့အခုမအချာသေးဘူးပေါ့နော်ဒါပေမဲ့စူးစမ်းပြီးတော့ရောက်အောင်ပြန်လာပြီးတော့လာ join မယ်လို့ကတိပေးပါတယ်ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်